င်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ပြိုဝဲမြို့တောင်ကြီးလမ်းခွဲအရှိရွာအိမ်နဲ့စားဝဲဆိုမှာကျွန်တော်တို့ရောင်းရအကောင်းဆုံးဖြစ်တယ်ကျွန်တော်မှားယူမှုအများဆုံးဖြစ်တယ်ဒါကတော့ကျွန်တော်တို့စူချီစပိုင်စီဘန်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းဗီဒီယိုလေးကျွန်တော်မတင်တာကြာသွားတဲ့အတွက်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ယာဒီဥရုလေးရတယ်ကျွန်တော်မိုးအုံမှန်မှန်လေးနဲ့ယာဒီဥရုလေးဂျန်ကောင်းတဲ့အတွက်ကျွန်တော်လည်းဟိုပူပူဆက်ဆက်လေးစားချင်တာလေဒီနေ့ကတော့ဒါကတော့ကျွန်တော်စပိုင်စီခေါက်သွဲလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်စူချီလေးတွေဖြစ်ပါတယ်ခင်ဗျာဒီမှာတော့ကျွန်တော်တို့ပြောဝဲမျိုးတောင်ကြီးလမ်းဝဲရှေ့ရွာမှာကျွန်တော်ဒီစားဝဲကောင်းလေးတစ်ခုဖြစ်တယ်ကျွန်တော်စူချီစပိုင်စီဘန်လေးကိုကျွန်တော်စားပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စူချီစပိုင်စီဘန်လေးကကျွန်တော်အကြတာကျွန်တော်ဘယ်လိုလဲဆိုတာကိုတစ်ချက်လက်ကြည့်ပြပါဦးခင်ဗျာကျွန်တော်တို့စပိုင်စီကိုကျွန်တော်တော်တော်ကြိုက်ပါတယ်စပိုင်စီဆိုရင်ကျွန်တော်ဒီလိုမျိုးအဆက်ခေါက်သွဲဆက်ရတာကိုပိုကြိုက်ပါတယ်Ja, du musst ja mal weg. ဒါကျွန်တော်တို့ ready made ကျွန်တော်ဆူချီမဟုတ်ပါဘူးဒါကျွန်တော်ဆိုင်ရရင်လောက်တဲ့ကျွန်တော်ချမ်းသာစစ်စစ်နဲ့လောက်တဲ့ကျွန်တော်ဆူချီကျွန်တော်ဆိုင်ရထုတ်လုပ်တဲ့ဆူချီဖြစ်ပါတယ်ဟုတ်ကျွေးပဲမရှိပါဘူးကျွန်တော်တို့အချစ်ရွာလေးနဲ့စားပွဲဆောင်ကဒီယခုစူချီစပိုင်စီဘန်လေးကိုကျွန်တော်တို့မှားယူချင်မှာကကျွန်တော်တို့အချစ်ရွာလေးနဲ့စားပွဲဆောင်ရဲ့ဖုန်းနံပါတ်3993909390နဲ့3994204040ကိုဆက်သွယ်ပြီးကျွန်တော်မှားနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအစားဆုံးလိုက်ကြည့်ပြီးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ